မင်္ဂလာပါရှင် Sunday on Air Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားစရာထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်တရေကျွန်းအခန်း1ဩဂတ်စ်လ၏တာယာသောနနက်ခင်းကလေးတစ်ခုတွင်မိသားစုလေးဦးစီးနှင်းလိုက်ပါလာသောစလွန်ကားလေးတစ်စီးသည်အဝေးပြေးလမ်းမကြီးပေါ်၌တမြို့ပြီးတမြို့ဖြတ်တန်းကခရီးနှင်လျက်ရှိလေသည်နနက်ခင်းနေမင်းကြီးအလင်းရောင်ကြီးများတင့်တယ်လှပစွာဖြာဆင်းကြလာသည့်ရှုခင်းကိုမြင်ရသည့်အခါဦးတင်ထွန်းသည်တညလုံးမရက်မနာကားမောင်းလာရသဖြင့်ပင်မနွယ်နေလာသည့်မိမိအဖြစ်ကိုသတိပြုမိလေသည်ပိုက်ထဲမှလည်းစားလောင်လာသည်ဘေးထိုင်ကုန်မှမိမိဇနီးနှင့်နောက်ခန်းတွင်လိုက်ပါလာသောသမီးနှစ်ယောက်တို့ကိုတစ်ချက်လှည့်ကြည့်ရင်ချစ်ကြည်နူးစွာပြုံးမိသည်အကြီးမလေးက73နှစ်အငယ်မလေးက9နှစ်သူ၏ချစ်မညီသောသမီးရတနာကလေးများအားလုံးကတော့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေကြဆဲပင်ဖြစ်လေသည်ထို့နောက်အဖေကြီးသည်ကားအပြင်ဘက်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်ဤမျိုးသည်မိမိတို့တွားရမည့်နေရာမရောက်ခင်နောက်ဆုံးဖြတ်ကျော်ရသည့်မျိုးဖြစ်နေသည်ကိုသတိထားမိလိုက်သည်ထို့ကြောင့်မြို့အထွက်နားမှာအသင့်တွေ့ရသော KFC ကြက်ကြော်ဆိုင်ထဲသို့ကားကိုကွေ့ဝင်ကအိပ်ပျော်နေကြသောမိသားစုကိုနှိုးလိုက်လေတော့သည်ကဲထားကြတော့လေမနေ့က KFC စားကြမယ်မလားဒီမှာဖေးဆိုင်တွေ့လို့ဝင်လိုက်ပြီနော်ထဘာစားကြမလဲပြောအကောင်လုံးအိတ်ချင်မှုတူနေထလာပြီးအပြင်ကိုကြည့်ကြသည် KFC ဆိုင်ပုတ်ကြီးတွေ့တော့အိတ်ချင်စိတ်တွေပျောက်ပြီးသူတို့မျက်လုံးလေးတွေအယောင်လက်သွားကြသည်အငယ်မလေးကဝမ်းသာအားရထအော်သည်သမီးရ cheese နဲ့အသားလုံးကြစားမယ်အေးရမယ်သမီးကြီးရောအကြီးမကတော့တိတ်တက်ကြွပုံမပြ။ तू ကအခုခရီးကိုမသွားချင်ဆုံးလူလေ။ဒါပေမဲ့ဘိုက်ဆန်နေတာဆိုတော့စိတ်ကောက်နေလို့ဘယ်ရပါမလဲ။ရတယ်။သမီးကိုစက်ပေါင်ကြော်ပဲ။အဖေကြီးကပြုံးသည်။ကဲဒါဆိုဖေးကြီးကြက်ကြော်တစ်ကောင်ရဲ့အာလူချောင်းကြော်ရဲ့နောက် cheese အသားလုံးကြော်တွေဝယ်ဆွဲခဲ့မယ်ကွာ။အေးဘာတော့ကြမလဲခိုလာပဲလား။အငယ်မလေးကထအော်ပြန်သည်။သမီးက orange juiceအေးရမယ်သမီးကြီးရောကိုလာပဲအတန်ကတော့အေးဆက်ဆက်ကဲမေးရောဘာမအောင်မလဲမမာတော့ပါဘူးလိုက်ခဲ့ပေးအောင်မလားနေပါသေးမလိုက်လို့တော့အားလုံးမျက်နှာတစ်ထားလိုက်လေဖေးဝယ်လာခဲ့မယ်မိနစ်20ခန့်အကြာသူကားပေါ်ပြန်ရောက်တော့အားလုံးမျက်နှာတစ်ပြီးလန်းဆန်းနေကြပြီရောဟိတာနေကြပြီလားစောင်းလာနည်းနည်းကြာသွားတယ်စားကြပြီးမှပဲဆက်ထွက်မယ်စားစရာတွေကိုအမေကြီးလက်ထဲထည့်ပေးလိုက်ပြီးအဖေကြီးကမျက်နှာတစ်လိုက်သည်ထို့နောက်တွင်မိသားစုအားလုံးနနက်စာကိုအားရပါရစားကြလေတော့သည်သမီးငယ်လေးကအသားလုံးကြော်ကိုပလုတ်ပလောင်းဝါးရင်ကားပတင်းအပြင်ဘက်ကမြင်ကွင်းတွေကိုလိုက်ငေးကြည့်နေသည်ဖေးသမီးတို့ဘယ်မျိုးရောက်နေတာလဲအေးဒါဖေးတို့ဗမာပြည်ရဲ့ဟိုးအောက်ဖက်နာကိုရောက်နေပြီသမီးရဲ့ဒီမျိုးပြီးအရှိမတောင်နေမြင့်တက်ဆင်းရတော့အားကြောင့်ဒီမှာမလက်စာရေးစားလိုက်တာလေသမီးကြီးကဝင်မေးသည်သမီးတို့ပြောင်းဝင်မြို့မှာ KFC ရှိနိုင်KFC တော့မရှိတော့ဘူးထင်တယ်သမီးရဲ့ဒါပေမဲ့ငါသမီးတွေပင်လယ်စာကိုတော့ရှယ်စားအောင်မယ်ဆိုတာဖေးအာမခံလေအဲ့မျိုးဟိုးရင်တော့စီကားခဲ့တဲ့မျိုးဆိုပေမဲ့ဂျားထဲမှာလူတွေတိတ်မနေတော့ဘူးတော်တော်ချောက်ကတ်သွားတာလေမျိုးဟောင်းမှာတော့မျိုးခံလူတွေနည်းနည်းကြံကြသေးတယ်အခုမှခီးသွွားလုပ်ငန်းတိုးတက်ရေးအတွက်ဒီမျိုးကိုပြန်တင်နေကြတာဖေးလည်းတစ်ခါပဲရောက်ဘူးသေးတော့မျိုးအကြောင်းသိတော့မသိသေးဘူးဒါပေမဲ့အရန်လာတဲ့ရှူရင်းနေနဲ့ရေကူးလိုကောင်းတဲ့ကန်းချီတွေရှိတယ်သမီးရဲ့ဟိုရောက်တော့သမီးတို့ပြောသွားကြမှာမင်းအောင်နေဟေးအဖေကြီးကအားရဝမ်းသာပုံစံတက်တက်ကြွကြွပြောနေပေမဲ့သူ့သမီးကတော့အေးဆက်ဆက်ပါပဲဟိုရောက်ရင်ဘာတွေသွားစားနေရမလဲမသိတော့ပါဘူးဖေအလုပ်အတွက်တခြားမြို့ကိုပြောင်းရမယ်ကြားရကြတဲ့ကစက်နေအလွန်စိတ်ညစ်ခဲ့သည်ပြီးတော့ပြောင်းရမှာလဲမြန်မာပြည်အောက်ဖက်ဆုံးနာကပင်လယ်ကမ်းခြေမြို့ဟောင်းတစ်မြို့ဆိုတာသိရတော့တငယ်ချင်းတွေကိုနှုတ်ဆက်ရင်ငိုပါငိုမိခဲ့သေးသည်သူမတို့လိုခစ်လူငယ်တွေအဖို့တိုးတက်ခင်မိနေတဲ့မြို့ပြပတ်ဝန်းကျင်မှာသာနေထိုင်ကြကြသည်မဟုတ်ပါလားပြီးတော့ခြံထားခဲ့ရသည့်စိတ်တူကိုယ်တူငယ်တငယ်ချင်းတွေခင်မိကစားကွင်းတွေ 3D ရုပ်ရှင်ရုံကြီးတွေပြီးတော့ဓာတ်လေကရေကူးကန်ပါဝင်သည့်မိမိတို့ကွန်ဒိုတိုက်ခန်းလေးအခုတော့အရာအလုံးကိုထားခဲ့ရပြီလေ
မိမိနဲ့ပါလာဒီကဘေးကိုလှည့်ကြည့်လိုက်တော့မိမိညီမလေးဟန်နီထွန်းညီမလေးဟန်နီကအသက်9နှစ်ရှိပြီဆိုပေမဲ့သူ့မှာမွေးရပါပန်းနာရည်ချက်ယောဂကြောင့်ခန္ဓာကိုယ်သေးသေးလေးနဲ့မို့9နှစ်6နှစ်ခန့်သာရှိမည်ဟုထင်လျက်ရှိသည်ကျမကြီးကြောင့်ငယ်စဉ်ကလေးကကြောင်းမသွားနိုင်ပဲအိမ်တွင်သာဆရာတယောက်ခေါ်တင်ရသဖြင့်ဟန်နီမှာတငယ်ချင်းလေးမရှိခဲ့တနာဆရာညီမလေးအတွက်လည်းအကြီးဖြစ်သူစန်နီမှာအဆအဆအရာရာအလျှော့ပေးနားလည်ပေးခဲ့ရသည်ထို့ကြောင့်လည်းဟန်နီလေး၏ဘဝတွင်ဒီအဖေဒီအမေပြီးလျင်မမစန်နီသာအဆအဆအရာရာဖြစ်ခဲ့ရလေသည်မိသားစုလေးဦးခေါ်ဆောင်လာခဲ့သောကားကလေးသည်တစ်ပင်ကြီးငယ်တို့ထူထပ်စွာပေါရောက်နေသောတောအုပ်ကလေးအတွင်းရှိတောင်တက်လမ်းကလေးတိုင်းတရွရွခီးဆက်လာခဲ့သည်ဘေးနှစ်ဖက်တွင်အုပ်မိုင်းနေသောတောနှင့်မြူကိုမြူငွေများကပါထူထပ်စွာပိတ်ကာစီးနေလေသည်ကားမောင်းနေဦးတင်ထွန်းကစကားဆလိုက်သည် နေလာကြီးလားဟေးဒီဘက်မှာကြည့်အောက်ကရှိုးကြီးထဲမှာစမ်းချောင်းလေးစီးနေတာဒါရတယ်နော်ဖေးတို့ဒီတောင်ကြီးကိုကြော်လိုက်ရင်ဟိုဘက်မှာပင်လေးမြင်ရတော့မယ် အေးရောက်တော့မယ်ကွာ အငယ်မလေးဟန်နီကဝမ်းသာအားရထအော်သည်ဦးတင်ထွန်းကနောက်ကြီးမှန်မှတစ်စင်သမီးငယ်ကိုကြည့်ပြီးပြုံးလိုက်သည်ထို့နောက်ရင်သက်နေသောသမီးကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တော့မျက်မှောင်ကြီးကုပ်လို့ သမီးကြီးစန်ဒီအဆင်ပြေရလား ဟုတ်ဖေဖေပြေးပါတယ် စန်နီကပြပြရောပဲဖြေလိုက်သည်ဦးတင်ထွန်းကဘေးကဇနီးကိုတစ်ချက်အကဲခတ်သလိုကြည့်သည်ထို့နောက်က ဲဟေးအားလုံးလက်ဆန်းတော့အောင်တချင်းလေးလိုက်ဆိုကြမယ်လေမကောင်းလား ပြောပြောဆိုဆိုပင်ဦးတင်ထွန်းကကားကက်ဆက်လေးတဲ့အသင်းရှိနေသောတချင်းခွေလေးကိုပလေးလိုက်သည်သမီးငယ်ဟန်နီထွန်းနားထောင်နေကြသူမအကြိုက်ဆုံးတချင်းတန်လေးကကားလေးထဲတွင်မြူးကြွစွာထွက်ပေါ်လာသည်ဟန်နီလေးကပျော်ရွှင်တက်ကြွစွာလိုက်ဆိုနေလေသည်စနီပုံကတော့ထူးခြားမလားပါသို့တော့တချင်းတန်ကြောင့်သူမ၏စိတ်ဖိအားများအနှဲငယ်တော့ရောကြလာသည်ကိုတတိထားလိုက်မိလေသည်ကားကလေးသည်တောင်မကြီးကိုဖြတ်ကျော်ကာပင်လယ်ကမ်းခြေရှိရာတောင်ကြီးဘက်သို့ပြန်လည်နှိပ်စင်လာခဲ့ပြီးမကြခင်တောအုပ်ကလေးထဲမှထွက်ကမျက်စိတဆုံကျဲပြန့်နေသောပင်လယ်ပြင်ကြီးကိုကားရှိမှန်တွင်ဘွားကနေတွေ့လိုက်ကြရလေတော့သည်မြို့ကလေးတဲသို့သူတို့ကားလေးစတင်ဝင်ရောက်လာတော့စန်နီထွန်းစိတ်ထဲနည်းနည်းတော့အံ့ဩသွားသည်မြို့ကလေးကသူမထင်ထားသလိုဟောင်းနှွမ်းကလူမရှိပဲခြောက်ကပ်နေသည်တော့မဟုတ်လှပသောတိုက်တစ်ကလေးတွေနဲ့လမ်းတွေကလည်းတန်ရှင်းလို့မြို့ဦးစီးဒီနှင့်ပန်းချံကြီးကိုလည်းကားနဲ့ဖြတ်လာရင်လှမ်းတွေးလိုက်ရသည်တစ်ပင်ပန်းပင်ကလေးတွေကလည်းဝင်းဝင်းဆာဆာနဲ့ဆိုတော့စန်နီစိတ်ထဲနည်းနည်းတော့ပျော်သလိုဖြစ်သွားသည်မြို့ထဲရောက်တော့ဈေးရုံတစ်ကြီးကိုလည်းခင်မီလှပစွာမြင်လိုက်ရသည်ထို့ကြောင့်မနေနိုင်တော့ပဲစန်နီဖဖေကိုလှမ်းမေးမိသည် ဖေဖေပြောတော့ဒီမျိုးဟာမျိုးဟောင်းကြီးဆိုအခုသမီးလမ်းမှာကြည်လာတာအစာအုပ်တွေအကုန်လုံးအသက်တွေကြီးပဲနော် အေးငါသမီးစိတ်ဝင်စားလာပြီပဲဒီမျိုးကမျိုးဟောင်းဆိုပေမဲ့အခုဖေဖေတို့ရောက်နေတာမျိုးတစ်ကွက်ထဲမှာကွာမျိုးဟောင်းဟိုဘက်မျိုးဆိုမှရှိတယ်အဲ့ဒီဘက်မှာတော့မျိုးကန်လူဟောင်းမိသားစုတွေနေကြတာပေါ့အဖေတို့ခုနေမဲ့အိမ်ကလည်းအဲ့ဒီဘက်ရောက်ခဏလေးမာသမီးရဲ့ဒီဘက်ကအဖေတို့ project နဲ့တည်ဆောက်နေတဲ့ပင်လယ်ကမ်းခြေဘန်းပြေစကန်တွေဖွင့်မဲ့မျိုးတစ်တွေအခုကစတဲ့ကားသားမို့လို့နောက်ဆိုရင်ပိုစီကားလာတော့မှာ ဦးတင်ထွန်းကစောင့်လုပ်ရေးဘက်မှစီနီယာအင်ဂျင်နီယာတဦးဖြစ်ပြီးအီမျိုးတိဆောက်ရေးအတွက်မိမိတို့ကုမ္ပဏီမှတင်တာအောင်ထားသော project များကိုတာဝန်ယူတိဆောက်ပေးနေရခြင်းဖြစ်သည် project စကလေးကဦးတင်ထွန်းသည်အီမျိုးကလေးတွေလာရောက်နေထိုင်ကအလုပ်လုပ်နေရသည်မှာနှစ်ကြိမ်ခန့်ရှိနေပြီထို့သို့လာရောက်လုပ်ကိုင်နေရင်မှအေဂျင်မီတာယာလှပသောမြို့ကလေးကိုသဘောကျလာကနောင်မကြသောနှစ်များတွင်စီကာတိုးတက်လာလိမ့်မည်ကိုမြင်အောင်လာမိခြင်းဖြစ်သည်ထို့သို့ရှိနေစဉ်ထိုမြို့ကလေးသို့ဦးတင်ထိုးဒုတိယအကြိမ်ရောက်လာသည့်အခါ၌အသစ်ဆက်ဆက်မြို့အထက်တန်းကျောင်းကြီးခန်းနာစွာဖွင့်လှစ်ထားသည်ကိုမြင်လိုက်ရလေသည်ထိုအခါသမီးငယ်နှစ်ယောက်၏ပညာရေးအတွက်ပါစိတ်ကျေနပ်၍မိမိအလုပ်လည်းရှိနေသောဤမြို့ကလေးသို့ပြောင်းရွှေ့နေထိုင်ရန်အထိဆုံးဖြတ်ခဲ့မိခြင်းဖြစ်လေသည်သူ၏ဇနီးကလင်ယောက်ျားဖြစ်သူ၏အနေအထိုင်အမှုအကျင့်စ조사အားထုတ်မှုမိသားစုပေါ်ချစ်ခင်မှုတို့ကိုယုံကြည်သူဖြစ်ရာကဦးတင်ထွန်းကသူ၏စိတ်ကူးကိုပြောပြလာသည့်အခါတွင်လင်ယောက်ျား၏စိတ်ကူးအတိုင်းအကောင့်ထဲပေါ်ရန်သဘောတူလိုက်ခြင်းဖြစ်လေသည်ကားကလေးကလည်းမြို့လေဘက်ကိုကြော်ဖြတ်လာကစိတ်ငြိမ်ရက်ွက်ကလေးတစ်ခုအတွင်းသို့ရောက်ရှိလာသည်နဘေးတစ်ဖက်တစ်ချက်တွင်
ပန်းကြုံကလေးများတဘာဝအတိုင်းရောင်စုံလှပနေကြသည့်လမ်းချင်းကလေးတဲ့သို့ကားလေးကိုကွင့်ဝင်လိုက်ပြီးဦးတင်ထွန်းကပြောလိုက်သည် ကဲတို့နေရာမှာဒီလမ်းပဲနာမည်ကပန်းမြိုင်လမ်းနဲ့ဖေးလူဆောင်နေတဲ့ဟိုတယ်သုံးနေတဲ့နီးတယ်စိတ်ငြိမ်ပြီးအေဂျင့်တွေတော့သဘောကျတာနဲ့မင်းတို့မေယူဓာတ်ပုံပြပြီးဝယ်ဖို့ပြောလိုက်တော့တာပဲသမီးငယ်လေးကျမ်းမာရေးအတွက်ဆိုရင်လည်းဒီမှာလေကောင်းလေတန်းကြတော့သမီးလေးမြင်မြင်နေကောင်းတာပေါ့ကွာဘေးကချန်နေရလေပေါ်ယူကြပါတယ် ဟိုရှေ့ကနှစ်ထပ်တိုက်ကြီးလားဖေဖေ ဦးတင်ထွန်းစကားကိုဖြတ်ပြီးစနီကလှမ်းမေးလိုက်သည် မဟုတ်ဘူးသမီးရဲ့အဲ့ဒီအိမ်ကျော်လေးကဟိုချန်ထဲမှာတွေ့လားတိုက်အိမ်ကြီးလေးလေအဲ့ဒါဖေးတို့အိမ်ပေါ့နှစ်ထပ်တော့မဟုတ်ဘူးဒါပေမဲ့တကူအိတ်ခမ်းလေးပါတယ်သမီးနေဖို့အတွက်အဲ့ဒီအပေါ်တကူခမ်းလေးကိုဖေဖေတည်တည်ချာချာလှလှလေးဖြစ်အောင်ပြင်ပေးထားတယ်နော်ငါသမီးတွေ့ရင်ကြိုက်သွားမှာ စနီတပ်ပြင်းချလိုက်မိသည်နေမျိုးလေးမှာဆိုတော့အိမ်အကြီးကြီးတော့နေရမယ်ထင်ထားတာအခုတော့အိမ်ကခက်သေးသေးပဲဒါပေမဲ့အိမ်ရှိကားရက်လိုက်တော့ခြံလေးကတော့မစိုးကျဲသားပဲနဘေးမှာကားကူတောင်ကလေးနဲ့ခြံထဲမှာလည်းတန့်တန့်ရှင်းရှင်းပန်းရောင်စုံကလေးတွေစိုက်ထားလျင်ပုံလှမည်ဟုသူမတွေးမိသည်သို့တော့သူမကမြို့သူပြီးဘာအပင်မှမဆိုင်တတ်ပြီအားလုံးကားပေါ်မှာဆင်းပြီးမိမိတို့အိမ်ယာဖြစ်တော်မူပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုမိကြသည်အမှန်ပင်ตายရသောနေရာကလေးပင်ဖြစ်၏တစ်ပင်အိုတစ်ပင်ကြီးများကမစိမ့်မကျဲနှင့်လမ်းကလေးတစ်လျှောက်ထိတပွဲမိုးပေးထားသောကြောင့်အရေးရကအေးချမ်းလာသည်တချို့၏တစ်ပင်ကြီးတွေမှာသူတို့၏ပန်းပွင့်ကလေးများကိုအပင်အောင်ပြန့်ကျဲနေအောင်ကြွေးကြထားသည်ပန်းကြုံများကတော့လမ်းနှစ်ဖက်တွင်သာမကပတ်ဝန်းကျင်ခြံတွေထဲမှာပါနေရအနှံ့အယောင်အစုံအလင်းနှင့်တဘာဝအတိုင်းကိုပေါက်နေပွင့်နေကြခြင်းကြောင့်လေသေးရနက်လေးမှလည်းမှွေးမွေးလေးဖြစ်နေသည်ဟန်နီကတော့ဟေးကနေအော်ဟစ်ကခြံလေးထဲသို့ဖေဖေနှင့်အတူပြေးဝင်လိုက်သည်ဦးတင်ထွန်းကတိုက်အိမ်ကြီးလေးရှေ့တကားမကြီးတော့ကိုလှည့်ဖွင့်နေသည်ဒေါ်ပူစုကလှည့်ပတ်ငေးနေသောသမီးကြီးကိုပြုံးကြည့်လိုက်သည် မစိုးဘူးနော်သမီးနေ့အဖေကရှာတတ်တာပဲနေရာလေးตายရလိုက်တာအမေတော့စိတ်ထဲအေးချမ်းသွားတယ်ကွယ်လာအိမ်ထဲဝင်ကြည့်ကြရအောင် မမေနောက်မှဆန်နီလဲလေးကန်သောခြေလမ်းများဖြင့်လိုက်ပါသွားမိသည်ပတ်ဝန်းကျင်ကလေးကတာယာသည်မှန်တော်လဲပြင်းစရာကောင်းလိမ့်မည်ဟုသူမထင်ထားခဲ့သည်မှလည်းအတိအကျပင်မှန်နေသည်မဟုတ်လားအိမ်ထဲရောက်တော့ဧကဲမကြီးကပစ္စည်းများရှိမနေပဲရှင်းလင်းနေသဖြင့်အင်္ဂလိပ်မှာအပြင်ကမြင်ရသည်ထက်ပုံမကျယ်ဝန်းနေတဲ့အောင်ထင်ရသည်ထူးထူးခြားခြားအနေဖြင့်အခန်းထဲရန်တစ်ဖက်တွင်မီလင်းဖို့ကြီးတည်ရှိနေခြင်းကမိမိတို့ရန်ကုန်မှာမဟုတ်ဟုသောခန်းစားချက်ကိုအပြည့်အဝရစေသည်ထို့အပြင် ဒီကန်းချင်မျိုးလေးကမင်းလင်းဖုန်နဲ့မီးလုံရလောက်အောင်အေးလို့လား ဟုတ်လဲစနီးစိတ်ထဲတွေးလိုက်မိသည်ဧကဲ၏နောက်ဖက်တွင်မိဖို့ကံဘက်သွားသောရှောက်လန်းကလေးရှိပြီးထိုရှောက်လန်း၏ဘေးဘက်အခန်းတစ်ခုထဲမှာအဖေနှင့်ဟန်နီအတန်ကိုကြားနေရသည်ဒေါ်ပူစုကတော့ဧကဲကိုခိတ္တသာလှည့်ပတ်ကြည့်ပြီးမိဖို့ကံစီသို့တန်းဝင်သွားသည်စနီကတော့ဧကဲ၏ကောင်းရင်ဘက်မှကလကာကာထားသောအခန်းတစ်ခုတွေ့လိုက်ရသဖြင့်ထိုအခန်းထဲသို့ကလကာဖဲကဝင်ကြည့်လိုက်မိသည်အခန်းထဲတွင်အနှဲငယ်မှောင်နေပြီးဖုံများလဲထူထပ်စွာရှိနေသောကြောင့်လေတို့၏အနံ့အသက်မှာမကောင်းပဲအောက်ဆီဂျင်လုံလောက်စွာမရသလိုခံစားရသဖြင့်ပြန်ထွက်တော့မည်ပင်စဉ်းစားကအပေါဝသို့ခြေလန်းပြင်လိုက်သည်သို့တော်တစ်ဖက်တွင်ပဒင်းပေါက်တစ်ခုပိတ်ထားသည်ကိုမြင်လိုက်ရသဖြင့်ထိုပဒင်းပေါက်စီလျှောက်သွားကတကားချက်များဖြုတ်၍တကားနှစ်ချက်လုံးကိုဖွင့်လိုက်လေသည်ထိုအခါမှအခန်းတွင်သို့အလေးရောင်များဝင်ရောက်လာကအခန်းပတ်ချလေးကိုတိတိကျကျမြင်နိုင်ပြီးတော့သည်အပြင်မှလေတို့သည်လည်းအခန်းတွင်သို့တိုးဝင်ရောက်လာသဖြင့်အေးမြမြလေးခံစားရကစနီလည်းတန်ရှင်းသောလေတို့ကိုစိတ်ကြည်နက်စွာရှုသွင်းလိုက်မိသည်အခန်းထဲကိုလှည့်ပတ်ကြည့်မိတော့စာအုပ်စင်အလွတ်တွေ2ဆင့်3ဆင့်မြင်ရသဖြင့်အရင်လူတွေကစာကြည့်ကန်အဖြစ်အသုံးပြုခဲ့မည်ဟုတွေးလိုက်မိသည်ထို့နောက်ပဒင်းပေါင်းမှတစ်ဆင့်ခေါင်းရည်ပတ်ရှိမိမိတို့ခြံထဲသို့ငေးကြည့်နေစဉ်အငယ်မဟန်နီသည်နောက်ဖေးမိဖို့ကန်အပေါင်းမှထွက်ကခြံထဲပတ်ပြေးနေသည်ကိုတွေးလိုက်ရသည်သူ့အနောက်မှာဖေဖေလိုက်ထွက်လာပြီးအော်သည် သမီးငယ်အရင်မပြေးနဲ့လေချော်လဲမယ် တကယ်တော့ဟန်နီလေးကကျမကြီးကြောင့်အမောမခံနိုင်ပါသူမရဲ့ရင်ကျက်ယောဂါကဘလို့အခြေအနေဆိုတာကိုစနီသိချာမသိရပေမဲ့သူများနဲ့မတူပဲတော်တော်ဆိုးဝါးပြင်းထန်နေဆိုတာကတော့အသက်73နှစ်ရှိပြီဖြစ်တဲ့စနီနားလည်ရပါသည်သူများတန်းသူကြောင်းသွားမတက်နိုင်ခြင်းတနေ့တနေ့များပြားလာသောဆေးဝါးများတောက်တုံးနေရခြင်းအရွယ်နှင့်မလိုက်အောင်ရင်ပတ်များအောင့်လာသည့်အထိ6တဟုတ်ဟုတ်စိုးနေရခြင်းတလတစ်ခါသို့မဟုတ်ယောဂါထလျင်ထသလောက်မကြာခဏ drip check ကဆေးသွင်းရခြင်းစသည်တို့ကိုကြည့်၍
တခါတခါကြာလျင်လေညီမလေးဟန်နီကိုအလွန်တနာမိသည်ယခုလဲဖေဖေသည်ဟန်နီကိုချော်လဲမိဟုလှမ်းអော်လိုက်တော်လဲတကယ်တော့ညီမလေးအမောဖောက်မှစိုးရိမ်ဖြစ်ကြောင်းစန်နီနားလည်လိုက်ပါသည်သူမလည်းတခုတတိရသွားသည်ထို့ကြောင့်ပရင်းပေါင်းမှနေ၍သူ့အဖေစီလှမ်းអော်လိုက်သည် ဖေဖေဟန်နီကိုဒီအခန်းထဲမဝင်ခိုင်းနေအောင်နော်ဖုန်တွေကြီးပဲအောက်ဆီဂျင်နဲတယ်အဲ့ဒါကြောင့်တမီတကားတွေလိုက်ဖွင့်နေရ အေးသမီးရေအဲ့ဒါအရင်စာကြည့်ကန်ထင်ပါတယ်ဖေတို့ကဖျားကန်းလုပ်မယ်လေအဲ့ထဲမှာစောင်းစင်နေရှိတယ်သမီးကြိုက်တဲ့စင်ရွေးလိုက်နော်အေးသမီးခန်းအောင်တက်ကြည့်ပြီးပြီလား မကြည့်ရသေးဘူးဖေဖေဘယ်နာတက်ရမလဲလေကားလည်းမတွေ့ဘူး ဖေတို့အိတ်ကန်ရှိနာမှာလေမိဖို့ကံပဲထိတ်နာမှာတွားကြည့်လိုက်မိဖို့ထဲမှာသမီးမမေရှိတယ်လေးလေစာပြင်းနေတယ် ဟုတ်ဖေဖေ စန်နီထိုအခန်းထဲမှထွက်ကနောက်ဖေးဘက်သို့ရှောက်လန်းကလေးတိုင်းရှောက်လာခဲ့သည်သူမတို့အင်္ဂလိပ်ကတထက်ခွဲတိုက်အင်္ဂလိပ်ဆိုပေမဲ့အိမ်တွင်းအပြင်အစင်းနှင့်ပြိဘောကများကိုတစ်သားများသုံးကပေါ်လစ်ပြောင်နေအောင်တိုက်ထားသဖြင့်ရှေးဟောင်းဆန်သည့်ခန်းစားချက်လေးရသည်ဤအိမ်ကိုစောက်သောအိမ်ပိုင်ရှင်များမှာဘိုးဆန်ဆန်နေထိုင်တတ်သူများဖြစ်ကြောင်းစန်နီသတိထားလိုက်မိသည်သို့သောလူမနေပဲကြာမြင့်စွာတကားများပိတ်ထားခဲ့သဖြင့်လေထုမတန့်ရှင်းသည်ကတကြောင်ရှေးဆန်သောအိမ်တွင်းခန်းများလည်းဖြစ်ပြီးအနှဲငယ်မှောင်နေသဖြင့်စန်နီစိတ်ထဲတွင်နည်းနည်းတော့အားငယ်လာသလိုလေးခံစားလိုက်ရသည်ထို့ကြောင့်သူ့မမေရှိရာနောက်ဖေးခန်းသို့ခတ်တွတ်လေးရှောက်သွားလိုက်လေသည်မိဖို့ကန်းထဲတွင်တော့မမေကအသင်းချက်လာသောထမင်းဟင်းများကိုခြိုင်ထဲမှထုတ်ကာပကံပြားများထဲထည့်၍ထမင်းစားစပွဲပေါ်တွင်နေရာချသည်စန်နီဝင်လာတာမြင်တော့ သမီးကြီးဘိုက်စာနေပြီလားခဏလေးနော်မမေဟင်းပြန်နှွေးလိုက်အောင်မေ ရရမေတမီအခန်းကဘယ်ကတက်ရမှာလဲတမီလေကားမတွေ့လို့ ဒီမီးပုံကအပြင်မှာလေသမီးရဲ့အခုဝင်လာတာမတွေ့ခဲ့ဘူးလားမမေတို့အခန်းရှိမှာလေ ဟုတ်မှောင်နေတော့တမီမတွေ့လိုက်လို့ အော်ဒီရှောင်းလက်မီကလုတ်ကအေကန်အတွက်မှာရှိတယ်သမီးရဲ့အခါလေးဖွင့်လိုက်နော် ဟုတ် တခွန်းနဲ့ဖြေပြီးစန်နီပြန်ထွက်လာသည်လှေကားကိုအခုမှတွေ့သည်မိဖို့ကအဝင်သားလေးမှာပဲခုနတော့ကြောက်နေတာရောမှောင်နေတာနဲ့ရောဘယ်နားမှမသိတာကြောင့်စန်နီမမြင်မိခဲ့ရှောက်လန်းထိတ်မှမိခလုတ်ကိုတော့အရင်သွားဖွင့်လိုက်သည်မိဝါလေးများကလမ်းကလေးတစ်လျှောက်ညီညာစွာလင်းသွားကြတော့မှစန်နီတပြင်းတစ်ချက်ချလိုက်မိသည်အခုလိုဆိုတော့လေအင်္ဂလိပ်ကမဆိုပါနေချင်းစရာကလေးပါပဲသူမအခန်းရှိရာထက်ကိုကလေးပေါ်တက်လာတော့လှေကားထိတ်မှအခန်းတကားလေးပိတ်လူတကားလက်ကင်ကိုလှည့်ဖွင့်ပြီးအခန်းလေးထဲဝင်လိုက်သည် အော်ချစ်စရာလေးပါလား ဖေဖေကအခန်းလေးကိုသူမအကြိုက်ပန်းရောင်နုနုလေးနဲ့အဖြူရောင်ရောပြီးအကွက်လေးတွေပုံဖော်ကလှလှပပလေးဖြစ်အောင်ဆေးတုပ်ပေးထားသည်သူမအေးရမိဂရင်ကလေးကလည်းပဒင်းပေါင်နာကက်လျက်ပဒင်းပေါက်ပေါင်လေးကိုလည်းဇပွဲကလေးတစ်ဖွဲစာရေးနိုင်လက်တော့တင်နိုင်အောင်ပြင်ဆင်ပေးထားသည်ပဒင်းလေးကအဝိုင်းလေးပိတ်လို့ဖွင့်လို့လည်းရသည်ဂရင်ချင်ရင်မှာတော့အဝတ်တွေထဲဖို့ဗီဒီယိုတစ်လုံးဗီဒီယိုဘေးနားမှာလည်းမန်နီကုံလေးကအန်ဆွဲလေးတွေနဲ့စန်နီကျင်းနဲ့သွားသည်သူမတလန်းလုံးစိတ်ညစ်လာခဲ့ရတာတွေကိုခိတခဏတော့မိသွားသည်တယောက်အိတ်ကတင်လေးပေါ်သို့စန်နီလှဲချလိုက်သည်သို့တော့သူမမျက်လုံးတွေကတော့အခန်းလေးထဲကိုလှည့်ပတ်ကြည့်၍ပစ္စည်းတွေကိုစိတ်ကူးနဲ့နေရာလိုက်ချနေမိသည်ထိုအချိန်မှာပင်အငယ်မလေးဟန်နီကသူ့အခန်းထဲသို့ပြေးဝင်လာလေတော့သည် မမရေကြည့်ပါဦးဟန်နီတို့အိမ်နောက်ပေးချန်နေရချင်းပင်လေးကြီးကိုလှမ်းမြင်နေရတယ်ပျော်စရာကြီး ပြောလဲပြောလက်ကိုလည်းလာဆွဲခေါ်နေတာကြောင့်စန်နီလည်းအိယာကထပြီးဟန်နီနောက်လိုက်သွားရသည်အောက်ရောက်တော့ဟန်နီကနောက်ဖေးမိဖို့ခန်းထဲကနေခြံထဲကိုထွက်တဲ့အပေါက်တိုင်းဆွဲခေါ်သွားသည် ဟဲ့ကောင်မလေးတွေထမင်းစားကြမယ်နော်ဖေးကြီးကိုသွားခေါ်ခဲ့ကြပြီးမှရှောက်ကြည့် ဟုတ်မေမေ အငယ်မဟန်နီကအတန်ဆာဆာလေးနဲ့ပြန်អော်ခဲ့ကနောက်ဖေးခြံထဲသို့ညီအမနှစ်ယောက်ရောက်လာကြသည်ဟန်နီထွန်းကခြံစည်းရိုးနားသို့ပြေးကပ်သွားသည် မမဒီမှာလာကြည့် ဟုတ်တာပေါ့သူမတို့အိမ်နောက်ဖေးခြံစည်းရိုးကလေးမှကြော်ကလှမ်းကြည့်လိုက်လေခက်လန်းလန်းတောင်ဆောင်ကလေးအောက်ဖက်၌ကမ်းခြေသဲပြင်ဖြူဖြူနှင့်တကွအဆုံးမရှိသောပင်လယ်ကြီးကိုတွေ့ရသည်ကမ်းဆက်သို့ဆင်းသွားနိုင်သောလန်ရန်တစ်ဖက်ကအုတ်လီကားလေးကိုလည်းအိမ်များကြားမှပေါ်လိုက်ပြောက်လိုက်မြင်နေရသည်သူမတို့အိမ်ကတောင်ဆောင်ကလေး၏အလယ်နားလောက်တွင်ဖြစ်နေသည်ညီမနှစ်ယောက်လှပသောမြင်ကွင်းကိုကြည့်နေရင်းမှပင်လေကလေးတစ်ချက်ဝှေ့လိုက်လျာစန်နီသည်အနှဲငယ်ချမ်းစိတ်စိတ်ဖြစ်လာတဲ့ကဲ့သို့ခံစားလာရသည်ထို့ကြောင့်ညီမငယ်အား ဟန်နီနေမချမ်းဘူးလား
အပြင်မှာတော်တော်အေးတယ်နော်စိတ်နေရပဲလာအိမ်ထဲပြန်ဝင်ကြစို့မမေကလည်းထမင်းစားမယ်ပြောလိုက်တယ်မလားဖေးကိုတောက်ခေါ်အောင် အိမ်ဘက်သို့ညီမလေးလက်ကိုဆွဲကာလှည့်ပြန်လာခဲ့သည်သို့သောစန်နီစိတ်ထဲတွင်လေးလေးကြီးဖြစ်လာသလိုခံစားလိုက်ရသည်မှောင်လာသလားဟုသူမစိတ်ထဲထင်လိုက်မိသဖြင့်ပတ်ဝန်းကျင်ကိုလှည့်ပတ်အကဲခတ်မိရာတစ်ပင်ရိပ်များကြောင့်ငကိုတွေကနေအောင်တိတ်မထိုးသောမိမိတို့လမ်းတစ်လျှောက်ဘဲကရောက်လာကြမှမသိသောမြူများထူပိတ်လာနေသည်ကိုမြင်တွေ့ရပြီးထိုမြူများကြောင့်နေ၏အလင်းရောင်ကမှေးမိန်သွားခြင်းဖြစ်သည်ဟုစန်နီနားလည်လိုက်သည်အိမ်သားမှာမှောင်လာသည်နှင့်အမျှအေးအေးတက်ကလည်းပိုလာသည် လာဟန်နီရေမြင်မြန်လေးနေဒီမှာတော့အပြင်ထွက်မယ်ဆိုအနှွေးတဲ့အရင်ဝင်မှရမယ်ရင်ဘတ်တွေကြောတွေလေးတိုက်ခံလို့မရဘူး ပြောလိုက်မှပဲလေများကပုံမတိုက်ခတ်လာလေသည်စနီကြောရိုးထဲတွင်စိတ်ကနေတစ်ချက်အေးလာသည်ဟုခံစားလိုက်ရသဖြင့်ရုတ်တရက်ကြောက်စိတ်များဝင်လာပြန်ကဟန်နီလက်ကိုဆွဲပြီးမိဖို့ကန်ထဲသို့အပြေးကလေးဝင်သွားလိုက်မိလေသည်အိမ်ထဲရောက်တော့ဖေဖေကိုထမင်းစပွဲမှာအသက်ထိုင်နေတာကိုတွေ့ရသည်စနီတို့ညီမလေးလက်စေးကထမင်းဝိုင်းထဲဝင်ထိုင်လိုက်ကြသည် ဖေဖေခုနကသမီးတို့နောက်ဖေးချန်ထဲမှာပင်လယ်ထွက်ကြည့်နေတော့ချက်ချင်းအေးလာတယ်မြူတွေကျလာလိုက်တာလဲချက်ချင်းကိုမှောင်ပိတ်သွားပြီးတော့နေအောင်အောင်ပျောက်သွားတယ်တမျိုးပဲနော် စနီစကားကိုဦးတင်ထွန်းကအရေးမကြီးသလိုခပ်ပေါ်ပေါ်ပဲပြန်ဖြေသည် အေးသမီးရဲ့ဒီမျိုးကအောက်ကပင်လေအထက်ကတောင်ဆိုတော့ရာသီဥတုကအဲ့လိုပဲအပြောင်းလဲတော့မြန်တယ်မပူအေးတော့ပူတာပေါ့မြူရီမကြာခဏကြတာတော့ဒီမျိုးမှာဒီလိုပဲလေသမီးရဲ့တောရီတောင်ကြီးရှိလို့ဖြစ်မှာပေါ့ အော်ဟုတ်ဖေဖေဟန်နီကိုတော့အနှွေးတဲ့အမြဲဝတ်ထားပေးမှရမယ်နော်အေးတာကတော့တော်တော်ကိုအေးတယ် အေးဟုတ်တယ်သမီးငယ်ဟန်နီမမပြောတာကြားရနော်အပြင်ထွက်ရင်အနှွေးတဲ့အမြဲဝတ်သွားကြားလားဖေဖေလည်းရင်တစ်ခေါက်ရောက်တော့ငါဒီကလူတွေပြောတာကြားဘူးလေဒီမျိုးမှာအဲ့လိုပဲတောင်ပေါ်ကနေမြူတွေကခဏလေးတွင်မှောင်ပိတ်နေအောင်ကြားလာတတ်တယ်တဲ့ ဟုတ်ဖေဖေ အငယ်မကထမင်းကိုငုံစားနေရင်ပြန်ဖြေသည် ဖေဖေသမီးတို့ပစ္စည်းတွေကဘယ်တော့ရောက်မှလဲသမီးအခန်းထဲမှာပစ္စည်းတွေနေရာချခြင်းလို့ စနီမေကုန်းကိုဖေဖေကဟင်းရည်တစုံခတ်တောက်နေရင်ပြန်ဖြေသည် နေကြောင်းရွှေဝန်ဆောင်မှုကားကနေ့လည်လောက်ရောက်မယ်လို့ပြောတယ်ကွာရောက်ချင်းလဲငါသမီးခန်းနဲ့နေရာချနိုင်အောင်မဟုတ်ဘူးသူတို့ပစ္စည်းတွေတဲကြနေရာချကြနေဆုချက်တွေခန့်နေမှာသူတို့ပြန်ပြီးညနေလောက်မှအေးဆေးဆေးသမီးခန်းတွေကိုရှယ်ပြင်ကွာဖေဖေစောင်းစင်တစ်စင်တင်ခိုင်းထားလိုက်မယ်သမီးပဲစင်ယူမလဲ ဟုတ်ဘယ်စင်ဖြစ်ဖြစ်ရပါရဲ့သမီးကြည့်ပြီးတိတ်မကွာဘူးရှင်နေကအတူတူလိုပါပဲ အေးဖေဖေကြည့်စီစဉ်လိုက်မယ်အလုပ်သမားတွေနဲ့ဖေဖေတို့အလုပ်ရှုံနေတော့သမီးကညီမလေးနဲ့လမ်းလျှောက်ထွက်ရင်ပဝင်းကျင်ကိုလေ့လာကြည့်ကြလေအိမ်ထဲမှာလူတွေပစ္စည်းပုံနေနဲ့လေစရာရှိမှာမဟုတ်ဘူး ဟုတ်ဖေဖေ သူတို့မိသားစုထမင်းစားပြီးနိုင်ဝက်လောက်အကြာတွင်အိမ်ပတ်ဝန်းကျင်၌ညူများကျဲသွားကြပြီးနေအလင်းအောင်ပြန်ထွက်လာသည်နောက်ခဏအကြာတွင်အိမ်ပြောင်းသည့်ကားပါရောက်လာလေသည်စနီတို့ညီအမလည်းမိခင်ကိုအသိပေးပြီးလမ်းလျှောက်ထွက်လာခဲ့ကြသည်ဦးတင်ထွန်းကပစ္စည်းတင်လာသောကားနားတွင်အလုံးရှုပ်နေရမှညီအမနှစ်ယောက်ထွက်လာသည်ကိုတွေ့သောအခါ ဟန်နီသမီးလေးအလွေးနဲ့လုံးဝမချွတ်နဲ့တော့ကြားလားသမီးကြီးအဝေးကြီးတော့မသွားနဲ့နော်ဟိုနားဒီနားပဲလေအကြာကြီးမနေနဲ့ညီမလေးဆေးတောက်ရမယ် ဟုတ်ဖေဖေ ညီအမနှစ်ယောက်လုံးပြိုင်တူပြန်អော်ခဲ့ကြသည်မိမိတို့တခါမှမရောက်ဘူးသောနေမြင့်အသစ်တစ်ခုကိုမိမိကဥဆောင်ပြီးညီမလေးကိုလှည့်ပတ်ပြရမည်ဆိုတော့စန်နီစိတ်ထဲတွင်ကျဉ်တ်တယ်လို့ဖြစ်မိသည်မိမိကိုမိခင်ဖခင်တို့ကယုံကြည်မှုတွေတိုးလာပြီဟုလည်းတွေးလိုက်မိသည်အဖေကြောင့်ဆိုသောရန်ကုန်မှာတော့ကသူမတခါအပြင်ထွက်ရဖို့အရေးမိခင်ကတစ်မျိုးဖခင်ကတစ်မျိုးမင်းမြတ်လာသည့်ဘာရီမန်မသိများပြားလာတဲ့မိကုန်းများကိုဖြေပြီးမှကြည်ကြည်နက်နက်မဟုတ်တော့လဲမြမြန်ပြလာပါမည်ဆိုသောအာမခံချက်နှင့်ထွက်ခွင့်ပေးကြသည်မဟုတ်ပါလားစန်နီတို့ညီမသည်လက်ချင်းတွဲကရောင်စုံပန်းချံကလေးများကိုဖြတ်တန်းရင်းပန်းမြိုင်လမ်းထိပ်နားသို့ပင်ရောက်ရှိလာခဲ့ကြလေတော့သည်စန်နီတို့လမ်းထိပ်တွင်မြို့ရဲသို့ရောက်နိုင်သောလမ်းမကျယ်တစ်ခုရှိနေသည်ထိုလမ်းမအတိုင်းသူမတို့ကားလေးနှင့်လာခဲ့ကြသည်ဖြစ်၍စန်နီသည်မိမိတို့အလာတုံးကမတွေ့ခဲ့ရသောမြို့ရဲနှင့်ဆန့်ကျင်ဘက်အရက်သို့ခြေလမ်းများကိုဦးတည်လိုက်သည်လမ်းနှစ်ပေမှခြံဝင်းများထဲတွင်လည်းလှပသောရောင်စုံတိုက်ကလေးများရှိနေကြသည်လေးငါးခြံခန့်ဖြတ်ကျော်လမ်းလျှောက်ပြီးသောအခါကန်းဆက်သို့သွားသည့်အုတ်လီကားလမ်းကလေးကိုလက်ရဘက်တစ်ပင်များအကြား၌ရုတ်တရက်တွေ့လိုက်ရလေတော့သည် ဟာမမရေကန်းချင်စင်းနဲ့လမ်းလေးတွေ့ပြီ ပျော်ပျော်ဆိုဆိုဟန်နီကဆွဲထားသည့်လက်ကိုဖြတ်ခနဲ့လွတ်ကအုတ်လီကအတိုင်းပြေးဆင်းသွားလေတော့သည်စန်နီလည်းရုတ်တရက်မှုဟန်နီကိုမတားလိုက်နိုင်အုတ်လီကားထစ်များမှာကန်းချီအထိဆွန်လေ
လေကားတစ်ပေါင်100ခန့်ရှိမည်ဟုထင်ရသည်သူညမနောက်ပြေးလိုက်ဖို့အုတ်လေကားများပေါ်ဆင်းလိုက်တော့ဘေးတစ်ဖက်တစ်ချက်မှာထိုထစွာပေါက်နေသည့်တစ်ပင်ချုံတွေများကြောင့်ပိမ့်ပိတ်မှောင်နေသည်ကိုမြင်လိုက်ရပြီးစန်နီနည်းနည်းလန့်သွားသည် ဟန်နီခဏနေအောင်လေဘေးချုံနေကအကောင်တွေထွက်လာပြီးကြိုက်ခံနေရအောင်မေ ဟန်နီလေးသည်ပြေးဆင်းသွားရင်သူ့အမလှမ်းအော်သဖြင့်ရောက်သောနေရာမှာရပ်လိုက်သည်ထို့နောက်သူ့အမကိုပြန်လှည့်ကြည့်လိုက်က လာပါမမရဲ့ဘာကောင်းမှမရှိပါဘူးဒီအောက်မှာလမ်းလေးတစ်လမ်းတောင်ရှိသေးရဲ့လားကြည့် အုတ်လေကားလေးအတိုင်းစန်နီဆင်းလိုက်သွားသည်ထူးခြားသည်မှာအီလန်ကလေးအတွင်ဝင်လိုက်သည်နှင့်အေးတဲ့နှင့်အမှောင်တုကတိတိတတာပိုလာသည်ကိုခန်းစားမိလိုက်ရသည်စန်နီရောက်သွားတော့ဟန်နီပြောသည့်လမ်းကလေးကိုတွေ့လိုက်ရသည်မိမိတို့ဆင်းလာသောအုတ်လေကားလမ်းကလေးကိုကန့်လန့်ဖြတ်ကာတောင်ဆောင်အတိုင်းဖောက်လုပ်ထားသည့်အုတ်လမ်းကလေးဟိုဘက်ဒီဘက်နှစ်ဖက်စလုံးမှာခြံချင်းချင်းနှင့်တစ်သားအိမ်ငယ်ကလေးတွေလည်းတွေ့လိုက်ရသည်ဒေတာခန့်အိမ်တွေဖြစ်လိမ့်မည်ဟုစန်နီထင်လိုက်မိသည်ထိုလန်းစုံကလေးမှရဲရင်ညီမနှစ်ယောက်ဟိုဘက်ဒီဘက်ကြည့်ရှုအကဲခတ်နေကြစဉ်သူမတို့အနောင်နာရှိခြုံကလေးတစ်ခုအတွင်းမှတက်ရှက်ရှက်ဖြစ်အတန်တစ်ခုထွက်လာလေသည်အတန်ကြားရာကြည်လိုက်ပြီးတော့ခြုံပုတ်ကလေးတစ်ခုလှုပ်သွားသည်ဟုစန်နီထင်လိုက်မိသည်ထို့ကြောင့်ထိုခြုံပုတ်ရှိရာသို့လက်ညှိုးညိုပြကား ဟန်နီဟိုချုံတွေကလှုပ်သွားလားလို့တွေ့လိုက်လား ဟန်နီကထူးထူးခြားခြားတက်တိကောင်းနေသည် ဟုတ်လို့လားမမရဲ့ဟန်နီတော့မတွေ့လိုက်ပါဘူး ပြောပြောဆိုဆိုဟန်နီကထိုခြုံပုတ်အနီးသို့ပဲကတ်သွားလိုက်သည် ဟဲ့ကောင်းမလေးနောက်ဆုံးစမ်းချုံတွေကဘာကောင်းရှိမှန်းမသိငွေဆိုရင်ခတ်မယ် ထို့သို့ပြောလိုက်မှသာဟန်နီခြေလမ်းများရပ်သွားလေသည်သို့တော့သူမ၏ခြေထောက်များသည်ခြုံပုတ်နှင့်အလွန်နီးကပ်နေပြီဖြစ်သည်ထိုအခိုက်မှာပင်ခြုံထဲမှအတန်များထွက်လာကခြုံပုတ်သည်လှုပ်ရှားလာလေတော့သည်စန်နီသည်ထိတ်ကနေဖြစ်သွားကဟန်နီလက်ကိုပြေးဆွဲပြီးအနောက်သို့အမြန်လှုပ်လာလိုက်သည်သူမထင်သည့်အတိုင်းပင်ခြုံပုတ်အတွင်းမှမဲမဲတရံရှိသောတတဝါတစ်ကောင်သည်လျင်မြန်လာသောအရှိန်ဖြင့်ဘွာကနေခုန်ထွက်လာလေတော့သည် အမလေး စန်နီသည်ရုတ်တရက်ထိတ်လန့်စွာအော်လိုက်မိသည်သို့တော့ချက်ချင်းပင်ရှက်အန်းဖြစ်သွားရလေသည်အကြောင်းမှာညီမငယ်ဟန်နီသည်တဟာဟာရီမောကထိုတတဝါအနာသို့ပြေးသွားသောကြောင့်ဖြစ်သည်တကယ်တော့ခြုံအတွင်းမှခုန်ထွက်လာသည်မှာတကိုယ်လုံးမင်းနဲ့နေသောကြောင်နှက်ကလေးတစ်ကောင်သာဖြစ်နေလေတော့သည်ဟန်နီကသဘောကျစွာရေမောရင်း မမရဲ့လည်းအေးကြောက်တတ်တာဟာဟာဟာကြောင်လေးပါဒီမှာကြည့်အောင်ချစ်စရာလေး ပြောပြောဆိုဆိုကြောင်လေးကိုပြေးကင်ဖို့လုံနေသည့်သူညမကိုစန်နီစိုးရင်စွာလှမ်းအွန်လိုင်းမိပြန်သည် ဟဲ့တွေ့ကြရအကောင်တွေမကင်နေလို့မမေမာထားရလေလမ်းဘေးကြောင်လားမသိဘူးအိမ်မွေးကြောင်ဆိုရင်တော့ဒီမျိုးကလူတွေကကာကွယ်စည်းတွေပါထိုးထားမှာမဟုတ်လောက်ဘူးလာလာနေချောင်းနေစိုးနေအောင်မေကိုင်းနေမကိုင်းနေ ဟုတ်ကြောင်လေးကချစ်စရာလေးနော်သမီးကိုလည်းရင်းနှီးနေတယ်လို့ပဲဟုတ်လားဟဲ့ကြောင်လေးမီအိတ်လိုက်မလား သူမပြောသည်ကိုနားလေသွားသည့်ပုံဖြင့်ကြောင်ကလေးကိုကင်တော်မီဟန်နီလက်များကလေထဲမှရက်သွားတော့လေကြောင်လေးကိုစိတ်မကောင်းသလိုကြည့်ပြီးစကားတွေပြောနေပြန်သည်ကြောင်ကလည်းအဟုတ်ဟန်နီပြောလိုက်တာကိုနားလေသလိုနဲ့ညောင်ကနေအော်ပြီးဟန်နီကိုမော့ကြည့်နေသည် ကဲမဟုတ်တာကြီးပြောမနေနဲ့တွေ့ရကြောင်အိမ်ခေါ်မွေးလို့ရမှာမဟုတ်ဘူးမေမေဆူနေလိမ့်မယ်လာလာကန်းချီသွားချင်တာမဟုတ်လားမြန်မြန်ဆင်းကြည့်ပြီးမြန်မြန်ပြန်ကြအောင် စန်နီသည်ပြောပြောဆိုဆိုပင်ဟန်နီလက်ကိုဆွဲကအုတ်လီကလမ်းကလေးအတိုင်းကန်းချီဘက်သို့ညီမနှစ်ယောက်ဆင်းသွားကြလေတော့သည်အောက်ရောက်သောဖြူဖွေးတန့်ရှင်းနေသောတဲတောင်မြင်းကြီးကိုတပြန့်ကြီးလှမ်းမြင်လိုက်ရသည်လှိုင်းများလည်းတဝုံဝုံဖြင့်စီးချက်မှန်စွာရိုက်ခတ်နေကြသည်ကန်းချီတစ်လျှောက်အုံးပင်ကလေးများကလည်းအစီအီခက်ဝေးဝေးတွေကန်းချီဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်းလှမ်းမြင်နေရသည်သို့သောလမ်းလျှောက်သွားမည်ဆိုပါကဝေးလွန်းလာသည်ထိုဘက်သည်ဖေဖေတို့လုပ်ငန်းများရှိရာခရီးသွားအပန်းဖြေကန်းချီစခန်းတိဆောက်ရေးနယ်မြေဘက်ဖြစ်လိမ့်မည်ဟုတွေးလိုက်မိသည်ဟန်နီလေးကတော့ရေစက်သို့အားရဝမ်းသာအော်ဟစ်ကပြေးဆင်းသွားလေပြီစန်နီမှာနောက်ကပြေးလိုက်ရပြန်သည်ညီမလေးကလေစိမ့်တိုက်ခံရလေချောင်းတွေဆိုးလာတတ်သည်ထို့ထက်ဆိုးပါကအသက်ရှူပါကြလာတတ်သည်ထို့ကြောင့်သူမကိုမျက်စိအောက်ကဘတော်မှအပြောက်မခံကြဟန်နီအပြင်ထွက်လိုပါကတယောက်မဟုတ်တယောက်အမြဲလိုက်ရသည်အခုလေလေစိမ့်များတဟူးဟူးတိုက်နေသည့်ကျေပြန်းလာသောကမ်းခြေသို့သူညမလေးပြေးဆင်းသွားသောကြောင့်စန်နီတယောက်အမိလိုက်ရပြန်လေပြီဟန်နီရှိရာအနားရောက်တော့စန်နီလည်းနည်းနည်းမောနေပြီ ဟဲ့ဟန်နီထုံးပြေးလိုက်တာအရင်ပဲငါမနေလိုက်ရတယ်မော့တာ ဟန်နီလေးသည်ချင်းမျက်စိမြုပ်တဲ့ရေဆက်ဆက်မှခုံပေါက်နေရင် မမပါဘူးမမရဲ့သမီးကအခုမှပင်လယ်ရောက်ဖူးတာလေပြောင်းလို့နေတာကောင်းနေရဲ့ကြည့်ပါလား
ဒီလောက်လေးတိုက်နေရတော့ချောင်းတော့မစိုးချမ်းလည်းမချမ်း ဟဲ့ဒီလောက်ပြေးလာတာသွေးတွေပူပြီးချမ်းမလားဟဲ့နေအောင်အနွေးတွေကျေးသီးတွေတက်ထားလေးကအရန်တိုက်နေ သူညီမကိုအင်ကြီးကျေးသီးတွေအပြည့်တက်ပေးလိုက်သည်ထို့နောက်ဆန်နီသည်ဘောင်းမီအိတ်တွင်ယူလာသောဖုန်းကိုထုတ်ယူလိုက်က ရော့အငယ်မငါ့ကိုဓာတ်ပုံရိုက်ပြီးအစ်တုံတို့စီပို့ချင်လို့ ဟန်နီကပင်လယ်ရေလိုင်းတွေကြားကနှစ်သက်စွာခုံပေါက်နေရမှပြန်ပြေးလာသည် မမအစ်တုံတို့လဲလာလေဖို့ခေါ်ရမေးသူတို့ရောက်လာရင်လည်းပြောကြမှာ အေးပေါ့ရော့ဒီဘက်ကနေရိုက်ဒါမှပင်လေးနောက်ခံနေလာပြီးနှစ်ယောက်တူတူရိုက်ကြမယ်နော်ဖေးတို့မေးတို့လည်းပြအောင် ပြီးရင်ဟန်နီလည်းတရားထည့်ရမယ်နော် အေးပါရော့ ညီမနှစ်ယောက်ဓာတ်ပုံဝအောင်ရိုက်ပြီးကမ်းခြေတွေခရုခုံကလေးတွေလိုက်ကောက်ကြပြန်သည်ခရုခုံကလေးတွေတော်တော်ရလာတော့ဆန်နီသည်မပြန်ကျင်သေးသောဟန်နီလေးကိုမနှဲချော့မော့ကအိမ်သို့ပြန်ခေါ်လာခဲ့ရလေသည်အုံလီကလမ်းလေးတိုင်းပြန်တက်လာရာကြောင်နက်လေးကိုတွေ့သောလမ်းစုံကလေးသို့ပြန်ရောက်လာကြသည်သို့သောကြောင်လေးကိုတော့မတွေ့ရတော့ပေသူတို့ညီမသည်အုံလီကတစ်များအတိုင်းလမ်းမကြီးပေါ်ရောက်အောင်ဆက်တက်လာခဲ့ကြသည်အထစ်20ခန့်တက်ပြီးတော့ဟန်နီထံမှအတန်ထွက်လာသည် မမရေတမီချမ်းလာမောလဲမောတယ် ဟမ်ဟုတ်လားဒါဆိုခဏနားမယ်လေအပေါ်ရောက်ဖို့တော့လောက်ထပ်တက်အောင်ပါလာထိုင် ဟန်နီကိုသူမနဘေးမှာဆွဲထိုင်ခိုင်းပြီးစန်ဒီပါလှေကားတစ်များအပေါ်ထိုင်ချလိုက်သည်ဟုတ်သည်ပတ်ဝန်းကျင်ကသူမတို့လာတော့ထက်ပုံမှောင်လာပြီးပိုအေးစိတ်နေသလိုခံစားရသည်ထိုစဉ်မှာပင်ဟန်နီထံမှချောင်းဆိုးတန်များထွက်ပေါ်လာသည် မမရေတမီရင်ကျက်လာပြီ ဟေးဟုတ်လားလာမမကြီးဖတ်ထားမယ်အတ်တာလားအမောပြင်းရင်ပြန်ကြမယ်နော်အိမ်ရောက်ရင်ဆေးတောက်ပြီးနားလိုက် ဟုတ် ဟန်နီကသူ့အမပခုံးပေါ်မှီနေလိုက်သည်ဆန်နီလည်းမြမငယ်ကိုနှွေးနေအောင်ဖတ်ထားရင်သူမကြည့်နေသည့်မြင်ကွင်းကပုံမုံမှောင်ဝါလာသည်ဟုထင်လာမိလေသည်သူမတို့ရှေ့ရှိနှိမ့်ဆင်းသွားသောလှေကားတစ်များကိုတဖြည်းဖြည်းနှင့်ခက်ဝါးဝါသာမြင်လာရတော့သည်မနက်ပိုင်းတုန်းကလိုမြူများကျလာ၍မဲမောင်လာသည်လည်းမဟုတ်ထို့ပြင်အေးအေးတက်ကလည်းတိတိတသာပို၍လာသည်ဆန်နီစိတ်ထဲမှာကြောက်လာပြန်သည်ထို့ကြောင့်ချောင်းစိုးတန်ပျောက်သွားသောညီမလေးဘက်လှည့်က ဟန်နီတက်တာလားပြန်ကြမယ်နော် ဟန်နီကလေတံဖြော့ကလေးဖြင့် ဟုတ် ထို့နောက်သူတို့ညီမသည်လေကတစ်များအတိုင်းအာယူကတက်လာကြပြန်သည်ထူဆန်းသည်မှာခြေလန်းတလန်းလန်းလိုက်တိုင်းခန္ဓာကိုယ်တွင်းမှအာအင်များရုံရော့သွားသလိုခံစားနေကြရသည်ထိုနေရာတဝိုက်တွင်အောက်ဆီဂျင်နည်းလာတဲ့ကဲ့သို့အသက်ရှူရခက်လာသလိုပါခံစားလာရကြသည်အပေါ်ကားလက်မရောက်တော့မှအသက်ရှူရတာပြန်အဆင်ပြေလာတော့သည်ညီမနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်မိကြသည်နှစ်ယောက်လုံးမျက်နှာငယ်လေးတွေနဲ့ဟန်နီလည်းသူ့လိုပဲခံစားရလာဟန်တူသည် လာအိမ်အမြင်ပြန်ကြမယ်နော်ရှောင်းနိုင်သေးရဲ့မလား ဟန်နီကခေါင်းငိတ်ပြသည်ထို့နောက်ညီမနှစ်ယောက်သားအိမ်စီသို့မပြေးယုံတမဲခြေလမ်းများဖြင့်ခတ်တုတ်တုတ်ထွက်ခွာသွားကြလေတော့သည်သူတို့အိမ်ပြန်ရောက်တော့အိမ်ပြောင်းတဲ့အဖွဲတွေကပြန်သွားကြပြီမိမိကိုအကျိုးအကြောင်းပြောပြပြီးညီမနှစ်ယောက်ခြေလက်ဆေးကြသည်အငယ်မကိုဆေးတိုက်ဖို့မိခင်ကိုကူညီကသူမရဲ့အိမ်ရပေါ်သို့လိုက်ပို့ပြီးယူယူရရနဲ့စောင်းမချုံပေးခဲ့သည်ဟန်နီထွန်းကလေးမှာယောဂါကြောင့်ညာရေးညတာအကြောင်းရှိကချက်ချင်းသိရစေရန်မိဘများအခန်းထဲမှာပဲတယောက်၏ကရင်လေးနဲ့အိပ်ရရှာသည်ထို့နောက်မှဆန်နီလည်းမိမိအခန်းရှိရာထက်ခိုးလေးပေါ်သို့တက်လာခဲ့လေသည်အခန်းထဲတွင်မိမိအဝတ်စားတက်တာလေးတွေလည်းရောက်နေပြီစားအုပ်စင်ကိုလည်းနေရတစ်ဖက်မှာကက်လျက်တတ်ရဲ့နေရာချထားသည်ကိုတွေ့ရသည်ဆန်နီထွန်းလည်းအဝတ်တက်တာကြီးကိုဗီဒီယိုကြီးနားသို့ဆွဲကာသူမ၏အဝတ်များကိုဗီဒီယိုအတွင်းသို့စီစီရီထည့်သွင်းနေလေတော့သည်ညစာစားပြီးကြသောအခါမိသားစုအားလုံးဧကန်တွင်စကားထိုင်ပြောဖြစ်ကြသည်အိမ်ပြောင်းအိမ်ရွှေ့ကားကြီးနှင့်ပါလာသော TV ကြီးကိုတော့နေရာမှာတက်ဆင်ထားပြီးဖြစ်သည်သို့သောစက်တလိုက်နှင့်ချိတ်ဆက်ပြီးလိုင်းဖမ်းပေးမိဆရာတွေကမနှက်ဖြန်မှလာနိုင်မည်ဆိုသဖြင့်ယနေ့ညအဖို့တော့ TV ကြည့်လို့မရသေးပေ မေးရောပြင်မဝိုင်လားဖေးလည်းမင်းညတညာလုံးကောင်းမောင်မီဒီနေ့တနေ့လုံးနဲ့အလုပ်တွေရှုံနေရတယ်တော်တော်အိတ်ချင်နေပြီငါသမီးတွေရောစင်ပြေကြရဲ့လား ဟန်နီထွန်းကတော့ကမ်းခြေသွားတဲ့အကြောင်းဖခင်ကိုပြောပြနေသည်ဆန်နီကတော့
သူမဒီပတ်ဝန်းကျင်မှာနေရတာတစ်ချက်ဘာဖြစ်မှန်းမသိအောင်အုံမိုင်းလာပြီးကြောက်စိတ်ဝင်လာတယ်လို့ခံစားရကြောင်းပြောပြအောင်မြည်ကြံသေးသည်သို့တော့အငယ်မကဘာမှမဖြစ်ပဲမိမိကသာကြောက်နေသည်ဟုအထင်ခံရမှစိုးသောကြောင့်မိမိပြောသည့်စကားများကို break အုပ်လိုက်လေတော့သည် ဟေးတမီတက်အိတ်တော့မယ်နော်အိတ်တုံတို့စီလဲဖုန်းဆက်ပြီးစကားပြောချင်လို့ ဦးတင်ထွန်းကတခုခုလှမ်းပြောမလို့လုပ်သေးသည်သို့တော့ဒေါ်ပူစုကသူ့ယောက်ျားကိုအသာလက်ကုပ်က အေးသမီးကြီးတော့တိုက်ပြီးမှအိမ်နော် ဟုတ်မေမေ ဆန်နီအေကန်ထဲမှထထွက်လာခဲ့သည်ရေချိုကန်ထဲသို့ဝင်ကသွားတိုက်မျက်နှာတစ်ပြီးမှအခန်းပေါ်ပြန်တက်လာသည်အငယ်မအတန်ကတော့အေကန်ထဲမှာဆာနဲ့ကြားနေရတော့အခန်းတကားကိုအသာပိတ်လိုက်ပြီးဂရင်မော်လဲကဖုန်းကိုအင်တာနက်ဖွင့်လိုက်သည်လိုင်းရတော့တငယ်ချင်းများရှိနေသော group chat ထဲသို့ညနေကရိုက်လာသောကန်းကြီးကဓာတ်ပုံများကိုပို့လိုက်သည်အသေးလေးတွေတန်းစီတက်လာကတငယ်ချင်းများ၏ message များကတတောင်နှင့်ဝင်လာကြလေတော့သည် ဟဲ့ဆန်နီရောက်ပြီလားအေးကန်းချိန်ပါလားအချိန်နေဘလို့လဲဟဲ့မြောက်ကပြင်းစရာကောင်းလားဟန်ဒီလေးကတော့ပြောနေတဲ့ပုံပဲနော် တငယ်ချင်းတို့၏ဂရုစိုက်မှုများကြောင့်ဆန်နီစိတ်ထဲမှာသူမတို့ကိုလွမ်းမိလာပြန်သည် အေးဟာရောက်ချင်းတော့မပြောသေးပါဘူးအိမ်လေးကလည်းမစိုးပါဘူးဟာငါမနှက်ပြန်တက်ဝင်ရိုက်ပြမယ်နော်ညနေကအဲ့ဒီကန်းကြီးလေးခဏရောက်သွားမှစိတ်ထဲပေါ့သွားတာနေရအစ်စ်မှနေကြည့်ရတာပေါ့ဟာဘဲတက်နိုင်မလဲ ဟဲ့အိမ်နေချင်းနေတဲ့မှာတကယ်ချင်းလို့ဆရာအောင်တွေ့ရလား အေးနေပြောမှငါစဉ်းစားမိတယ်ဒီနေ့ငါတို့ညီမနဲ့လမ်းလျှောက်ထွက်တော့လမ်းမအောင်ကန်းကြီးဘက်မှာလူတယောက်မှမတွေ့ခဲ့ဘူးဟာအိမ်လေးတော့ရှိတယ်လူတွေပဲရှိမနေတာတလန်းလုံးကတိတ်ဆိတ်နေတာပဲ ဟဲ့ဟုတ်လားကြည့်လေလုံးနော်တော့ကြတလန်းလုံးနေလို့တအိမ်ပဲလူရှိတာဖြစ်နေအောင်ပဲ မဟုတ်ဘူးဟာမနက်ကတော့ငါအဖေပြောနေသေးတယ်အိမ်ကြီးချင်းတွေကဖော်ရွေကြပါတယ်တဲ့အပြင်သိမ့်မထွက်ကြလို့ဖြစ်မှာပါအပြင်မှာအေးတယ်ဟာအမှလူမဟုတ်ဘူး ဆန်နီစားရိုက်နေရင်တခုတွေးမိပြန်သည်ယနေ့ကြုံခဲ့ရသည့်ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေကိုတငယ်ချင်းတွေကိုပြောပြလိုက်ရင်ကောင်းမလားဟုဖြစ်သည်သို့တော့ယနေ့မှအိမ်အစ်စ်ကိုရောက်သည်ဒီနေ့ပဲပုံပြင်တွေပြောနေပြီဟုတငယ်ချင်းများစနောက်ကြမိကိုသူမမလိုလားပြီသို့တော့မပြောဘဲလဲမနေနိုင်မိဘများကိုပြောလေလေအဆူခံရလင်သာရှိမည်အထူးတလဲယုံကြည်ကြမည်မဟုတ်ထို့ကြောင့်တငယ်ချင်းများကိုသာပြောပြလိုက်တော့မည်ဟုဆန်နီဆုံးဖြတ်လိုက်သည် ဟဲ့ငါပြောအောင်မေးသိလားဒီနေ့လေငါတို့ညီမတွေကန်းချီဘက်သွားရင်းနဲ့လမ်းမှာရုတ်တရက်ကြီးမှောင်ပြီးအရန်အေးလာတယ်ဟာ ဆန်နီထိုစာရိုက်နေရင်းမှာပင်အခန်းမီးကဖြတ်ခနေပြတ်သွားလေတော့တယ်မောင်မဲကြီးတဲ့တွင်ဆန်နီတယောက်တည်းဘာမှမမြင်ရတော့အိမ်ရထဲမှာငေါက်ခနေထထိုင်ရင်လက်ထဲကဖုန်းမီ touch light ကိုအမြန်ဖွင့်လိုက်မိသည်ပါဇက်ကလည်း ဖေဖေ ဟုတ်အော်ဟစ်လိုက်မိလေသည်ထိုကအခန်းရှိလှေကားရင်းမှဖခင်အတန်ထွက်ပေါ်လာသည် သမီးကြီးမကြောက်နဲ့နော်မီးပြတ်သွားတာထင်တယ်မနေ့မှမီးလိုင်းတွေဝါကြိုးလေလျှက်စစ်အင်ဂျင်နီယာတွေခေါ်ဆက်အောင်မယ်အိတ်တော့ခီးလဲပန်းလာတာဖေးလို့လည်းအိတ်တော့မယ် ဟုတ်ဖေဖေအိတ်တော့မယ်နော် ဟုတ်ပြန်អော်ပြီးဆန်နီဖုန်းကိုပြန်ကင်လိုက်သည်တိုးတော့တငယ်ချင်းများကိုညနေကအကြောင်းပြောပြခြင်းစိတ်တော့မရှိတော့ရေးလက်စာများကိုဖျက်လိုက်သည်ထို့နောက်စာအသစ်များပြန်ရိုက်လိုက်သည် တကယ်ချင်းတို့ရေဒီမှာမီးပြတ်သွားတာဟာမနက်မှပြန်လာမယ်တင်တယ်ဖုန်းအားလဲကုန်တော့မယ်ငါလဲခီးပတ်လာလို့အိတ်တော့မယ်နော်နောက်နေ့မှထပ်ပြောကြမယ်တတား တငယ်ချင်းများကိုနှုတ်ဆက်ပြီးဖုန်းပိတ်ကအိယာရဲသို့ခြေပြစ်လက်ပြစ်ပြန်လဲလိုက်လေတော့သည်ပရင်းပေါက်အပြင်ဘက်မှာတော့သူမတို့ခြံတွေးရှိတစ်ပင်ဤတကိုင်းတချို့ကိုလာရောက်အောင်မှလှမ်းမြင်နေရသည်ထိုတကိုင်းကြီးများလေးတား၍လှုပ်ရမ်းနေသည်ကိုမြင်နေရသည်မှာလဲဆန်နီစိတ်ထဲတွင်မိမိအားခြံထဲဆင်းလာရန်လက်ရက်ခေါ်နေသည်ဟုမြင်အောင်လာကခြောက်ချားလာရပြန်သည်ထို့ကြောင့်ပရင်းပေါက်ကလပ်ကအဝိစကလေးကိုဆွဲပိတ်ကဆောင်းကိုပါခေါင်းမီးချုံ၍ဖျားစာရွတ်နေလိုက်ရာမကြခင်အချိန်အတွင်းအိပ်ပျော်သွားနေတော့သည်အခုနားဆင်ကြရတဲ့ဇက်လန်လေးရဲ့နာမည်ကတရေကျွန်းလို့ခေါ်ပါတယ်။နောက်လာမယ့်အပိုင်းမှာတော့စန်နီတို့ညီမနှစ်ယောက်ရုပ်ရှင်အောင်ပြက်ကြီးတစ်ခုကိုရှာတွေ့ပြီးသူညမလေးပျောက်သွားတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတရေကျွန်းအခန်းနှစ်မှာစိတ်ဝင်စားဖွယ်နားဆင်ကြရမှာပဲဖြစ်ပါတယ်။စန်နီ on air တင်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအားပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။